ဇာမနီမျိုးနွယ်စုခေါင်းဆောင်ရဲ့လုံခြံတာခံရတဲ့ချိုင်းတွေကိုရှောင်းရံရှင်ပြီးရောက်လာပြီးတားဆီးနိုင်လိုက်ပါတယ်။ရောင်မင်းကိုတော့ပေးထားတဲ့ကတိအတိုင်းချိုင်းတွေကိုစောင့်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်လိုက်ပါတယ်။ဇာမနီမျိုးနွယ်စုခေါင်းဆောင်ဝယ်ထင်းလည်းနောက်ဆုံးတော့မရောက်လာပြီးပြောတော့မေဒူသာကိုတိုက်ခတ်တဲ့တကယ်ရွေချမှန်ကသူ့ကိုထွက်လာစေခြင်းလို့ဖြစ်တဲ့ဆိုတာရှောင်းရံသိလိုက်ပါတယ်။သူတို့ဇာမနီမျိုးနွယ်စုကြီးကဲကိုလည်းဖမ်းတဲ့အပြင်ဇာမနီတောင်ပန်ကိုပါတန့်တယ်ခဲ့တာမို့ဒီနေ့မှာတော့သူ့ကိုယ်တိုင်ဝင်ပါပြီးလက်စားရှိမှဖြစ်ပါတယ်။ပြောဆိုနဲ့စပြီးတိုက်ခိုက်တော့ဇာမနီမျိုးနွယ်စုရဲ့အားသာချက်တိုင်းအချိန်ကအရန်လက်မြန်နေတာမို့ရှောင်းရံလည်းရှောင်လိမ့်နေရပါတယ်။တပ်တင်ထားတဲ့ဇာမနီတောင်ပန်ကိုထိုးသုံးပြီးပြန်လည်တိုက်ခိုက်တော့မှသာအချိန်ကိုရှင်းလာနိုင်တဲ့အပြင်အရေးလဲတာလာပါတယ်။သူ့ထက်တောင်မြန်လာတဲ့ရှောင်းရံကိုမရှင်းနိုင်တော့တဲ့ဝယ်ထင်းလည်းဇာမနီရှီလန်နဲ့ထပ်မံတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ဒီတိုက်ခွက်ကအရန်မြတ်ဆန်လုံးနာမို့ပုံရဲရောင်တဲ့စစ်ကိုခွဲမရဖြစ်စေပါတယ်။ရှောင်းရံလည်းမိုးချိုးဆွမ်းရတဲ့ကိုပွားထုတ်ပြီးပြန်လည်စားနိုင်လိုက်တာမို့ဝယ်ထင်းမဲ့ရက်ခံလိုက်ရပါတယ်။ရှင်းတိုက်ဖို့ခက်ခဲလာတဲ့ဝယ်ထင်းလည်းတိုက်ပွဲတွင်းမှာအာယုံလွှဲပြီးမေဒူဇာရှိရာသည့်ရှင်းကပ်ဖို့ကြိုးစားပါတယ်။ရှောင်းရံနဲ့မရဏလက်ပွားကိုအသုံးပြုပြီးထိန်းချုပ်ကမိစုစီတန်းကျိုးကိုပါအသုံးပြုလိုက်တာမို့ဇာမနီမျိုးနွယ်စုခေါင်းဆောင်လည်းဒဏ်ရာပြင်းထန်ရသွားပါတယ်။ဇာမနီမျိုးနွယ်စုရဲ့နောက်လက်တွေကိုတော့ရောင်မင်းကထိမ့်မိထားပါတယ်။ဒေါသလည်းထွက်အဆက်လေးကွဲသွားတဲ့မျိုးနွယ်စုခေါင်းဆောင်လည်းကောင်းကင်မိစ္ဆာဇာမနီရဲ့မူလခန္ဓာကိုယ်ကိုအသွင်ပြောင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ရှောင်းရံလည်းဝိညာဉ်ဆွမ်းအားကမော်သားရဲတွေရဲ့အားနည်းချက်ဖြစ်တာမို့မရဏကောင်းကင်အမျက်နဲ့ပြန်လည်တားဆီးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဇာမနီမျိုးနွယ်စုကြီးကဲရဲ့ဝိညာဉ်ကလည်းတန်မာနေတာမို့တစ်ချက်တည်းနဲ့ရှောင်းရံရဲ့တိုက်ခိုက်ကိုဖြိုခွင်းပြီးအဆုံးသတ်ဖို့ပြေးဝင်လာခြင်းရှောင်းရံလက်ထဲမှာလည်းဗုဒ္ဓမြတ်မိတော့ဂျပန်ကတတ်ဆင်ထားပြီးဖြစ်ပါတယ်။အခုစားတိုက်ပွဲကိုဆုံးသက်ဖို့စောင့်နေကြခြင်းရောင်စုံလင်းတစ်ခုထပ်ပေါ်လာခဲ့ပြီးဇာမနီမျိုးနွယ်စုခေါင်းဆောင်ကိုဖိနှိပ်လိုက်ပါတယ်။တိုက်ခိုက်လာသူကတော့ရှိုင်းလင်ဖြစ်ပြီးကျင့်ကြံရာကနေအောင်မြင်စွာနဲ့ပြန်လည်နှုတ်ထလာနိုင်ခဲ့ပြီဖြစ်ပါတယ်။နေ့တော်ကြာသူကကွယ်ပေးခဲ့ရတဲ့ကောင်လေးကအခုတော့သူ့ကိုပြန်ပြီးခါကွယ်ပေးလာနိုင်ခဲ့ပြီးနှုတ်သားရဲ့ကြီးတွေကလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုပါမေးသားလောက်တဲ့အထိစိတ်မြောင်းနေကြပါတယ်။ရှောင်းရံရဲ့ကျင့်ကြံမှုတွေလည်းတိုးလာလို့ရှိကျူရင်သူ့ရဲ့ကျင့်ကြံစဉ်ကိုမေးတော့9ရောင်ရှင်ထွက်တယ်မှဖြစ်နေတာကိုပြလိုက်ပါတယ်။အဲ့ဒီကမတနာတဲ့ဝင်ရောက်ပြီးတဲ့နောက်သူတို့မျိုးနွယ်စုရဲ့အတိုက်ကိုရှာတွေ့ပြီးဘိုးဘေးရဲ့ဝိညာဉ်ကိုနှုတ်ထားစေခဲ့တဲ့ပြင်သူတို့ရဲ့ကျွေးညာဝိညာဉ်ကိုလည်းခန္ဓာကိုယ်ထဲပေးဝင်ခဲ့တာမို့ကျေးဇူးဆက်တဲ့အနေနဲ့ထွက်တယ်မှရဲ့အမွေလေးကိုရခဲ့တာဖြစ်ပါတယ်။ဘိုးဘေးတွေတော့ဘာမှမလုပ်ပေးနိုင်လို့ဝမ်းနေနေတဲ့ရှိုင်းတွေကိုရှောင်းရံလည်းနောက်ပိုင်းကျသူပြန်ပြီးပြုပြင်ပေးနိုင်ပါတယ်လို့အားပေးလိုက်ပါတယ်။ဇာမနီမျိုးနွယ်စုခေါင်းဆောင်လည်း9ယောက်ချင်းထွက်တယ်မှဖြစ်နေတာကိုသိသွားတဲ့နောက်တော့အရှုံးကိုဝန်ခံကယူကနေပြီးထွက်သွားဖို့လုပ်ပါတယ်။ရှိုင်းလေကလုံမပြီးတော့ပဲတတ်ဖို့လုပ်နေခြင်းမျိုးနွယ်စုခေါင်းဆောင်ကရီမောကသူ့ရဲ့ရည်ရွယ်ချက်မှန်ကိုထုတ်ပြောလာပါတယ်။ရှောင်းရံကို11ကုန်းမြေကနေဒီနေရာထိခေါ်လိုက်ရတဲ့အကြောင်းရင်းမှန်ကကျင်းရန်တို့ငကားမျိုးနွယ်စုမှာထိနှက်လူယူမဲ့တိုက်ပွဲကြီးရှိနေတာမို့အချိန်ဆွဲရုံတသက်တာဖြစ်နေပါတယ်။ငါသာမင်းနေရာမှာဆိုလက်ထိခွင်ကိုဖြတ်ပြီးအပြေးသွားလိုက်မှလို့ပြောနေပေမဲ့ရှိုင်းလေကတော့မင်းကိုတက်ပြီးမှသွားလဲနောက်မကျသေးဘူးပြောကသူကိုယ်တိုင်မဲ့ဇာမနီမျိုးနွယ်စုကြီးကဲရဲ့ခေါင်းကိုရှင်းမပြီးဆုံးသက်ပေးလိုက်ပါတယ်။မျိုးနွယ်စုရဲ့နောက်လက်တွေကိုတော့ရောင်မဲလက်ထဲအခဲလိုက်ပြီးရှိုင်းလေနဲ့တူကျင်းရရှိရာစီကိုအမြန်လိုက်သွားကြပါတယ်။ဒါကတော့ကောင်းကင်ဘုံသောဆက်ပြိုင်ခြင်းအပိုင်း200ဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။